မင်းတို့ကျင်တဲ့အရာထက်လိုအပ်တဲ့အရာကိုပဲအရင်လုပ်တင်တယ်ခဏတာကိုမကြည့်နဲ့တဘောဝစာကိုကြည့်တတ်ပါလေတချို့အရာတွေကလိုချင်တတ်မှတ်ဖို့ကောင်းတယ်ဒါပေမဲ့မင်းအတွက်အာမခံချက်မရှိဘူးအဓိကနဲ့တာမညာခွဲခြားတတ်ပါလေဘဝကိုစကားလုံးတွေနဲ့ရေးသားလို့မရဘူးလှုပ်ဆောင်ချက်တွေနဲ့ပဲပုံဖော်တက်လို့ဖြစ်ပါလေမျိုးရင်းချက်အိမ်မက်တွေပျောက်ဆုံးသွားတဲ့အခါပြန်လည်တည်ဆောက်ဖို့ကြိုးစားပါဘဝဆိုတာပြိုလဲဖို့လွယ်ကူတဲ့လောက်ပြန်လည်တည်ဆောက်ဖို့ဆိုတာအရန်ကိုခက်ခဲပါတယ်အိမ်မက်ဆိုတာဟာအခါမဲ့မဲ့လို့ရပါမယ်အကောင့်တွေဖော်ဖို့အတွက်တော့အစွမ်းကုန်ပေးဆက်ရနိုင်မယ်ကိုဒါလင်ကိုရဲ့အားကိုရပါကိုယုံကြည်ချက်ရှိနေတဲ့၍ရှင်တန်ချိန်တိုင်းကအတိတ်ပဲရှိနေမှာပါကိုရှောက်လန်းနေတဲ့လမ်းတစ်လျှောက်မှာအခက်အခဲတွေကြုံလို့လက်လျှော့ကျင်လာတဲ့အခါတင်ပါကြောင့်စတင်ခဲ့တယ်လေဆိုတာပြန်လည်ရပါသူများနဲ့မတူတဲ့အခက်အခဲတွေကိုရင်ဆိုင်ချော်ပြတ်ပြီးတဲ့အခါသူများနဲ့မတူတဲ့ခံစား권တွေရရှိလာမယ်ဆိုတာဧကံမုတ်ချယုံကြည်လိုက်ပါမိတ်ဆွေခွန်အားဖြစ်စေတော့ဆန္ဒဖြင့်ဒီဗီဒီယိုလေးကိုကျွန်တော်မျှဝေ